အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဒီပင်လောင်းကနေပြီးတော့ပြည်ဦးလင်းမှာတင်နန်းလာတက်တဲ့ပင်လောင်းသူချောချောလေးကိုတင်နန်းစတင်ရတော့မယ့်နေ့လေးဖြစ်ပါတယ်ပင်လောင်းကနေပြီးတော့မိမျိုးအထိတင်နန်းလာတင်ယူတဲ့အတွက်ဒီကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဗောနော်ဘာလို့လဲဆိုတော့ပို့ပြီးတော့အားဖြစ်ရတဲ့အရာတွေကကြတော့ဆရာနဲ့တင်ရှင်လို့အဝေးကနေပြီးတော့လာရောက်ကြတဲ့တင်နန်းသူတဦးတယောက်ချင်းစီကိုကျေးဇူးလည်းအများကြီးတင်တယ်လို့ကျွန်တော်သိပြီးတော့ကျွန်တော်တတ်ထားတဲ့အရာတွေအားလုံးကိုတင်ပေးဖို့အသင့်ရှိနေကြောင်းကိုလည်းဒီဗီဒီယိုလေးကနေပြီးတော့မတင်ယူရသေးတဲ့သူတွေကိုရောကျွန်တော်နဲ့တင်နန်းတင်ယူရှင်တဲ့သူတွေကိုအားလုံးကိုဒီကနေပြီးတော့ကျွန်တော်စကားလေးပါလိုက်ပါရစေခင်ဗျာကျွန်တော်ကတော့မြခုံးနှခမ်းအိုင်းလိုက်တာစားတဲ့ဒီ PMU နဲ့ SPMU ဘိုင်းဆိုင်ရာပညာရပ်တွေကိုတင်နန်းပူချပေးနေတဲ့တင်နန်းဆရာကျော်နာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်နန်းလာတင်ယူမယ်တင်နန်းသူအားလုံးကိုလည်းနှွေးတွေးစွာကြိုဆိုပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်